ဒီနေ့ဘယ်အင်ဂျီဝင်ကိုကိုအားရှိသူဖြစ်မှာလဲပြီးတော့တရက်တာလုံးတတော်တာနဲ့စိတ်လှုပ်ရှားမှုအပြည့်နဲ့ဖြတ်သန်းနိုင်မှာလေဒီလိုမျိုးကိုနေရမနဲ့ခင်းနဲ့ရင်ဆိုင်နေရတဲ့ကိုပိုင်ဖက်ရှင်စိတ်ခုံမှုရတဲ့တစ်ခုပါပဲရှင်အမှန်တမ်းပြောရရင်ကိုကိုယုံကြည်မှုရှိရှိနဲ့လှပနေစေခြင်းနဲ့စိတ်ကဘယ်သူမှမသိရှိပါရဲ့ရှင်ပုံမှန်ဝင်နေကြအဝတ်စားတွေတဲ့တမျိုးတူချပြီးတောက်ပနေစေမဲ့ဖက်ရှင်ကိုရှာဖွေနေတယ်ဆိုရင်တော့အခုဗီဒီယိုကအဖြစ်ပါပဲနော်Rose တွေဝင်ရနေတင်ပြလိုက်တဲ့ BK ကြောက်ဆွဲသား T-shirt လေးက U shape အင်ဂျီတစ်ထည်တက်အများကြီးပို့ပါတယ်ရှင်ဆွဲသားအရင်ပါတယ် T-shirt ကြောက်ပြီးအင်ဂျီလေးပြလို့ဘယ်နေရာတော်လို့ရှားရလွတ်လပ်ပေါ်ပါနေပါပါရေ34ကနေ55ကျော်ဒီဝိုးလို့ရတဲ့ပုံစံကြောင့်ခန္ဓာကိုယ်အချိုးစားတိုင်းနဲ့လိုက်ဖက်ညီပြီးလှပနေစီမှာပါဒီနေ့ကလည်းအယောင်မှတန်ပြီးတော့4500ကျော်ပဲရှိပါတယ်ရှင်နေကုန်းတော်တာရှိစေမှာမကလေးရုံနဲ့ဒီဇိုင်းခွန်အားပြဝမှုကြောက်ဒီဇိုင်းလေးတွေတောက်ပမှုကြောင့်အများကြမှာချက်ချင်းဆိုလိုဖြစ်ပေါ်စီမှာပါအလောက်သွားရင်လည်းကိုရီကိုပြပြမားတယ်လို့ထင်စေပြီးတော့တငယ်ချင်းတွေနဲ့စုံနေလဲဖက်ကြရလို့ချီးကျူးခံရမှာပါရှင်ဒီဝတ်စုံဟာလူမှုရေးပွဲနဲ့တပင်တွေညနေခင်းပွဲလေးတွေအတွက်အလိုက်ဖက်ဆိုဖြစ်တယ်လို့နေ့စီဈေးဝယ်ထွက်တာရုပ်ရှင်ကြည့်ရလို့မျိုးပေါ့ပါအပြည့်သွားတာလေးတွေအတွက်လည်းအဝင်ကြပါပဲရှင်။အဲဒီကျုံနဲ့ကိုင်းညီတဲ့အပြင်သူ့အင်ကြီးဒီဇိုင်းလေးရတဲ့တီဖုန်းဒီဇိုင်းလေးဖြစ်ပြီးတောက်ပတဲ့အစင်နာလေးတွေရတယ်မြန်မာလူမျိုးတွေကြိုက်နှစ်သက်တဲ့ရွှေရောင်ငွေရောင်တက်လက်လက်ဒီဇိုင်းတွေကို fashion တက်ပေါင်းဆက်ထားပါတယ်ရှင်။ကိုယ့်ရဲ့ရဲရင်နဲ့စိတ်လွတ်လပ်တဲ့စိတ်ကို fashion နဲ့ဖော်ပြခြင်းသူတိုင်းအတွက်အသင့်တော်ဆုံးရွေးချယ်မှုပါပဲရှင်။ဒီလိုမျိုးတတာရှိပြီးတောက်ပတဲ့ fashion မျိုးကိုဘယ်သူကမှလက်လွတ်ခံချင်မှလဲနော်။ဒီတန်မိုးနဲ့ကိုယ့်ကိုယုံကြည်မှုအပြည့်အဝပေးတဲ့ fashion ကိုရဖို့ဆိုတာလုံးဝမလွယ်ပါဘူးရှင်။ပစ္စည်းလေးမစိုးအောင်ကြီးအမြင်ဆုံးအခုပဲမှန်လိုက်ပါနော်။